ပြီးမှလူတွေဘယ်လိုတွေဖြစ်နေကြတယ်ဖြစ်ဖို့တော့စိတ်ညစ်လို့ကျူးတယ်ကျူးတော့ပါတယ်ဆိုကျူးတယ်မှာလည်းပွဲဖြစ်နေကြတယ်ဖတ်ပေါ်စူးကြလဲပေါက်တာပဲစူးပေါ်ဖတ်ကြလဲပေါက်တာပဲအဲ့လိုမျိုးရှင်းရှင်းခံတယ်ခံနေပရမီယုံရှိကြအောင်စိတ်တလည်းညစ်လာစောစီစီဝင်ပြီးတိုင်းတော့ဝှရှိရင်လည်းကိုယ့်ဘောကိုဆုံးတတ်ကြပေါ့ဆုတ်ချက်ခတ်နေမြင်တော့စိတ်ကောင်းကြားနားနေလာစင်မပြေဘူးဗျာကျူတော့ကျူကောင်းပါလေတလီဗီတိတ်ရှိโอเคပါ thank you ပါအားလုံးပဲကျေးဇူးများတင်ပါတယ်ဒုက္ခရာဘာရကင်းဝေးကြပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါခင်ဗျာဒီမှာလေးကိုညွတ်ပါခင်ဗျာစိတ်ညစ်နေရင်စကားတွေများလာရင်ကိုယ်နေဝါလိုက်โอเค thank you ပါ